ချွေးအောင်ပြန်တယ်ကျွန်တော်ဒီပေါ်ကနေပြီးတော့ drone shot နဲ့ရိုက်ပြမယ်ပေါ့နော်အပေါ်ကနေကြည့်ရင်ပို့ထားတယ်ကျွန်တော်အပေါ်ရောက်ရင်ကျွန်တော်ရိုက်ပြမယ်ပေါ့နော်50ပြားတဲ့50ဟိုစက်ကူနဲ့ပဲမြင်ဘူးပါနော်ဒီကျွေးစီပြားကိုကျွန်တော်တစ်ခါမှမမြင်ဘူးကျွန်တော်အခုရောက်ရှိနေရတော့ WhatsApp ဖန်မှာရှိတယ်နဂဘတ်ဖျားကိုရောက်ရှိနေရပါတော့ဒါနဂဘတ်ဖျားကိုအောက်ကနေမြင်ရတဲ့ရှုဝင်ပါတော့အပေါ်ကနေကြည့်ရင်ပို့ထားတယ်ကျွန်တော်အပေါ်ရောက်ရင်ကျွန်တော်ရိုက်ပြမယ်ပေါ့နော်ဖျားပေါ်တော့မရောက်သေးဘူးလူကတော့ချွေးတော်တော်ပြန်နေပြီဒီမှာအေးချမ်းချမ်းလေးနဲ့လာခြင်းတော့ရတယ်မိသားစုတွေတငယ်ချင်းတွေလာရင်တော့တော်တော်လေးအဆင်ပြေရောအပေါ်ကနေရိုက်ရင်လည်းတော်တော်လေးလှတယ် view ကျွန်တော်ရိုက်ပြပေးမယ်ပေါ့နော်ကျွန်တော်ဟိုလိုက်ပို့ပေးတဲ့အကိုပေါ့နော်ကိုအောက်နဲ့လှည့်ကြည့်လိုက်အောက်ခြေကိုတော့ရောက်နေပြီနော်ညာအထဲတွေကဝင်းနေကိုဝင်ပြီးပေါ့နော်ဒါငကောင်း1 byte တွေကနေပြီးတော့အပေါ်တက်သွားပါနည်းနည်းတော့မှောင်တော့မှောင်တယ်ကျွန်တော်လာနည်းနည်းစောတယ်အားကြောင့်ပါပုံမှန်ဆိုရင်ဒီနားကမီးဖွင့်ပေးထားပါတယ်ဒါကငကဘဖျားရဲ့ခေါင်းနားနေပြီးရိုက်ထားတာပေါ့နော်ဒီခေါင်းတော့မရောက်သေးဘူးဒီနားနဲ့ကြည့်ရတယ်တော်တော်လှနေပေါ်မှာလည်းလေတွေဟူးနေတာအကောင်းပေါ်ဆက်တက်မယ်ပေါ့နော်ပေါ်ဆက်တက်မယ်လေကားနဲ့တက်သွားရင်သိမတက်အောင်ပေါ့နော်ဖေးခေါင်းအောင်ရောက်ပါပြီငကားခေါင်းအောင်ရောက်ပါအိုးပေါ်မှာလေတိုက်လားမတိုက်လားမသိအလန့်နေတာကြည့်လိုက်တော့ဒါဖျားဟိုးအပေါ်ဆုံးတက်ကနေကျွန်တော်ရိုက်ပြတာပေါ့နော်နေရတော့နည်းနည်းပူနေပါလေဒါတော့အစောကြီးပဲရှိသေးတယ်နေရတော်တော်ပူနေပြီဟိုလူကအပေါ်တက်လာတော့ချွေးအောင်ပြန်တယ်ဒါပေမဲ့ဒီအပေါ်ရောက်သွားတော့လေဒီမှာသဘာဝလေးကိုရှူရတော့အမောကိုပြေးလို့ကျွန်တော်ဒီပေါ်ကနေပြီးတော့ drone shot နဲ့ရိုက်ပြမယ်ပေါ့နော်ကျွန်တော်အခုအောက်ကနေဆင်းဒီဖျားကြီးကိုသွားမှာပါနော်အောက်ကိုဆင်းနေ50ပြားတဲ့50ဟိုစက်ကူနဲ့ပဲမြင်ဘူးပါနော်ဒီကျွေးစီပြားကိုကျွန်တော်တစ်ခါမှမမြင်ဘူးအခုသွားနေတာကတော့ဆနာကျွန်တော်အပေါ်ကနေပြတဲ့ဖျားကိုပေါ့နော်ကျွန်တော်သွားနေရပါတော့ပတ်လန်းနဲ့သွားရတာပေါ့နော်အေးစိတ်ပြီးတော့အေဂျင့်နေရောပဲเป็นพละคือกำลังဒါဟိုးငကဘဖျားကြီးပေါ်ကနေကျွန်တော်ရိုက်ပြတဲ့ဖျားပေါ့နော်ဟိုးမှာငကဘဖျားความหอมကျွန်တော်ရဲ့ blog လေးကိုအဆုံးထိ like ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye